ဒီနေ့ပေါ့နော်တခုလောက်စိတ်ထဲရှိရလေးတခုလောက်ပြောကြည့်မှာပေါ့ပုံမှန်ဆိုလို့ရှိရင်စကားပြောတယ်ကွာဒီလိုပဲအိမ်မှာဆိုပြောတယ်ဒီမစားပြီးလားစားပြီးအေးတောက်ပြီးအေးဟုတ်ပြီနေပြီးတော့ကိုကဗလော့ရိုက်မယ်ဆိုတဲ့အခါကျတော့ဒါဖုန်းထောင်တဲ့ခါကျရင်လည်းအမတ်တမနဲ့သတိလက်လို့ပေါ့နော်ကိုကစားတော့ဗလော့ရိုက်တယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချူလေးရဲ့အစားတော့ဗလော့လေးနဲ့ပြန်လဲတင်ဆက်လိုက်ပါတယ်ဒီနေ့ချူလေးကဘာကြီးစားပြမှာလဲဆိုတော့အကြတော့လေရိုက်တာနဲ့မတူတော့ဘူးလေအိမ်မှာစကားပြောနေတယ်လို့ဖြစ်မနေဘူးလားအဲ့တော့ကိုရိုက်ကူးရေးလောက်တာဆိုတော့လေဒါလူတွေစိတ်ဝင်စားလာအောင်စကားလေးနဲ့ကလည်းစိတ်ဝင်စားစရာကောင်းအောင်ပြောရမယ်လေဟုတ်တယ်မလားအဲ့တော့အားလုံးပဲမင်္ဂလာပါချူလေးရဲ့အစားတောက်ဘလော့ကနေပြန်လဲတင်ဆက်လိုက်ပါတယ်ချူလေးဒီနေ့ဘာကြီးစားပြမှာလဲဆိုတော့အဲ့ရနေမှာကဒီနေ့ငါမိန်းကလေးမှုရနေတယ်စားတောက်တာလဲမိန်းကလေးဆန်ဆန်စားမယ်ဟုတ်ပြီအဲ့တော့ငါမိန်းကလေးတယောက်လိုမျိုးပြောမယ်ဆိုအားလုံးပဲမင်္ဂလာပါချူလေးရဲ့အစားတောက်ဘလော့လေးကနေပြန်လဲတင်ဆက်လိုက်ပါတယ်ချူလေးဒီနေ့ဘာကြီးစားပြမှာလဲဆိုတော့အဲ့ဒါအောင်မှာကွာပဲလေးနည်းနည်းထက်ထည့်ခြင်းသေးတယ်နော်ပဲထက်ထည့်ခြင်းသေးတယ်အားလုံးပဲမင်္ဂလာပါချူလေးရဲ့အစားတောက်ဘလော့လေးကနေပြန်လဲတင်ဆက်လိုက်ပါတယ်ချူလေးကဒီနေ့ဘာကြီးစားပြမှာလဲဆိုတော့ရပြီမဟုတ်ဘူးလားအားလုံးပဲမင်္ဂလာပါဒီနေ့ချူလေးဘာကြီးစားပြမှာလဲဆိုတော့fish cake လေးရယ်sandwich ရယ်စားမယ်ချူလေးကပြည့်သက်ကြီးကိုသိစေချင်တာလေးတခုရှိရသေးလားအဲ့ဒါလေးကဘာလဲဆိုတော့လိုလားငါပြောလိုလားလူနားထောင်ကျင်တာလေအကြောင်းအရာကိုသိချောင်းနားမထောင်ဘူးအဲ့တန်နေနားထောင်နေရတယ်တော်တော်အောင်နောက်နေပြီလို့လား